မိတ်ဆွေတို့ရဲ့တက်နိုဖုန်းများမှာဖုန်းလာလို့ရှိရင်ဗီဒီယိုကောနဲ့ကျွန်တော်တို့လာအောင်လုပ်နည်းနဲ့ကိုဖုန်းထဲမှာရှိနေတဲ့ဓာတ်ပုံဖိုင်တွေဗီဒီယိုဖိုင်တွေကျွန်တော်တို့ document ဖိုင်တွေနဲ့တခြားသော application တွေကိုသူများမမြင်အောင်လို့ဖြောက်တဲ့နည်းတွေကိုဒီဗီဒီယိုလေးမှာအားလုံးပဲညှောက်ပေးပါမယ်ပထမဆုံးနေပြီကျွန်တော်တို့ကဖုန်းခေါ်တဲ့ခလုံးနေအောင်တစ်ချက်နှိပ်ပေးပါပြီးလို့ရှိရင်ကျွန်တော်ထိတ်ဆုံးမှာရှိနေတယ်ကျွန်တော်ဒီမှာမြားလေးပြပေးထားရပါတော့ white ပေးထားတဲ့နေအောင်တစ်ချက်နှိပ်ပေးလိုက်ပါနှိပ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာပေါ့နော်အောက်ကိုတစ်ချက်လက်ကလေးနဲ့တစ်ချက်ဆွဲလိုက်ပေါ့နော်တချို့ကဆွဲစရာမလိုဒီနားလေးမှာကျွန်တော်ပြပေးထားတဲ့ my video show ဆိုတာပေါ့နော် my video show ဆိုတာကိုတစ်ချက်ကျွန်တော်တို့နှိပ်ပေးလိုက်ပါဒီနားလေးကိုကျွန်တော်နှိပ်ပေးလိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ allow limit ပေးလိုက်ပေါ့နော်နောက်တစ်ဆင့်ရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကနေပြီးတော့ကိုဖုန်းထဲကဗီဒီယိုကောနဲ့လာခြင်းနဲ့ဆိုရင်ဒီနားအပေါင်းလေးကိုကျွန်တော်တို့ချက်နှိပ်လိုက်ပါနှိပ်ပြီးပြီဆိုလို့ရှိရင် okay ကိုဆက်နှိပ်လိုက်ပါနှိပ်ပြီးပြီဆိုရင်ကိုဖုန်းထဲမှာရှိနေတဲ့ကျွန်တော်တို့ဗီဒီယိုဖိုင်တစ်ခုကိုကျွန်တော်ဆက်လက်ပေးလိုက်ပြီးလို့ရှိရင်ဒီ any done ကိုကျွန်တော်နှိပ်ပေးလိုက်ပါနှိပ်ပေးလိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဖုန်းလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘက်ကနေပြီးတော့ဗီဒီယိုကောနဲ့လာပေးမှာဖြစ်ပါတယ် apply ကိုတစ်ချက်နှိပ်ပေးလိုက်ပါပြီးလို့ရှိရင်ဒီမှာကျွန်တော်တို့ allow all ကိုတစ်ချက်နှိပ်လိုက်ပါဒါဆိုလို့ရှိရင်ကျွန်တော်ရပြီပေါ့နော်ဟိုဘက်ကဖုန်းလာပြီဆိုလို့ရှိရင်ဗီဒီယိုကောလေးနဲ့ကျွန်တော်လာမှာဖြစ်ပါတယ်အမဒါပထမချက်ပေါ့နော်ကျွန်တော်တို့ပြီးလို့ရှိရင် home key နဲ့ကြော်ထွက်နောက်တစ်ချက်ကကျတော့ကိုယ့်ရဲ့ဒီမှာပေါ့နော်ဖုန်းထဲမှာရှိနေတဲ့ဓာတ်ပုံတွေဗီဒီယိုတွေကျွန်တော်တို့ document တွေပေါ့နော် application တွေကိုဖွက်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကနေပြီးတော့ဒီဖုန်းလေးကိုတစ်ချက်လက်ကလေးနဲ့ကျုပ်လိုက်ပါကျုပ်ပြီးလို့ရှိရင်ကျွန်တော်တို့ setting လေးကိုတစ်ချက်နှိပ်ပေးပါ setting လေးကိုနှိပ်ပြီးပြီဆိုလို့ရှိရင်ဟိုးအောက်ဆုံးကိုတစ်ချက်လက်ကလေးနဲ့ဆွဲပြီးလို့ရှိရင်ကျွန်တော်တို့ဒီအောက်လေးမှာရှိနေတဲ့ voice ဆိုတာရှိရပေါ့နော်အဲ့ voice ကိုတစ်ချက်နှိပ်လိုက်ပါ voice ကိုနှိပ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီနားလေးမှာ pattern လေးတစ်ခုကိုကျွန်တော်တို့ password အနေဖြင့်ပေးလိုက်ပေါ့နော်အဲ့တော့ကျွန်တော်ကတော့ pattern လေးတစ်ခုကိုကျွန်တော် password ဒီမှာနောက်တစ်ချိန်ထပ်ပြီးတော့ထပ်ပေးပါတဲ့အဲ့တော့နှစ်ချိန်ပေးပြီးလို့ရှိရင် okay ကိုနှိပ်လိုက်ပါနှိပ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကနေပြီးတော့အဲ့တော့ဒီထဲကို skip နဲ့ကြော်သွားလိုက်ပေါ့နော် skip နဲ့ကြော်သွားလိုက် skin နဲ့ကြော်သွားပြီးလို့ရှိရင်ကျွန်တော်တို့ကဒီနားကိုယ့်ရဲ့ဖုန်းထဲမှာရှိနေတဲ့ဗီဒီယိုတွေ application တွေ recording file တွေပြီးလို့ရှိရင် document တွေပေါ့နော်အဲ့တော့ကိုယ်ဖုန်းထဲမှာရှိတဲ့ဟာကိုဒီထဲမှာကျွန်တော်တို့ကဖွက်ထားလို့ရတယ်ပေါ့နော်ဖွက်ထားပြီးတင်ထားပြီးတော့ကိုလိုတဲ့ချိန်ကြမှာ board ထဲမှာပြန်ပြီးတော့ကြည့်လို့ရတယ်ပေါ့နော်အဲ့တော့ဒီနည်းလေးတိုင်းပဲကျွန်တော်တို့ဓာတ်ပုံတွေဗီဒီယိုတွေပြီးလို့ရှိရင် recording အတန် file တွေ document တွေကိုလည်းတင်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ပြောပြတဲ့ဒီနည်းနှစ်နည်းကတန်ဖိုးရှိမယ်လို့မျှော်လင့်ပါတယ်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်